Hormuz ရေလက်ကြားတင်းမာမှုများကြားမှာကမ္ဘာရေနံဈေးကွက်မထိခိုက်စေရန် Saudi Arabia ၏ကြိုးပမ်းမှု Hormuz ရေလက်ကြားပိတ်ဆို့မှုအန္တရာယ်ကိုကျော်လွှားရန် Saudi ၏ရန်မှုစိတ်ကမ်းစွမ်းဆောင်ရည်မြင့်တင်အရှိလက်ပိုင်းဒေသတွင်အမေရိကန်နှင့်အစ္စရေးတို့နှင့်အီရန်တို့အကြားစီဟေးတင်းမာမှုများကြောင့်အချက်အခြာကြောင့် Hormuz ရေလက်ကြား Strait of Hormuz မှတစ်ဆင့်ရေနံတင်ပို့မှုရပ်တန့်သွားနိုင်သည့်အခြေအနေကိုရင်ဆိုင်နေရသည်ယင်းတို့ Saudi Arabia သည်၎င်း၏အနောက်ဘက်ကမ်းခြေရှိရဟန်ဘူစိတ်ကမ်းကိုအစားထိုးလမ်းကြောင်းအဖြစ်အရှိန်ဟုန်မြင့်အသွင်ပြုကာကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်အဓိကအချက်လက်များတင်ပို့မှုနှုံစံချိန်တင်ခြင်း Reuters သတင်းဌာန၏အဆိုအရရန်ဘူစိတ်ကမ်းသည်ပြီးခဲ့သည့်အပတ်ကတရက်ကူရေနံကျွန်း 4.6 လိန် BBD အထိတင်ပို့ခဲ့သည်၎င်းသည်စိတ်ကမ်း၏အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်သော9လိန် BBD နီးပါးကိုရောက်ရှိနေခြင်းဖြစ်သည်အာရှဈေးကွက်ကိုဦးတည်ခြင်းအဆိုပါစိတ်ကမ်းမှထွက်ခွာသောရေနံ80%ကျော်ကအာရှဒေသကိုအတိအကတင်ပို့နေခြင်းဖြစ်သည်မဟာဗျူဟာမြောက်ပြောင်းလဲချက် Saudi Aramco ကုမ္ပဏီသည်၎င်း၏ East West Pipeline ကိုအသုံးပြုကာရေနံများကိုအရှေ့ဘက်မှအနောက်ဘက်ရှိရန်ဘူစိတ်ကမ်းကိုအဆက်မပြတ်လွှဲပြောင်းပေးပို့ခြင်းဖြင့် Hormuz ရေလက်ကြားပိတ်ဆို့ခံရပါကဖြစ်ပေါ်လာမည့်အကျိုးဆက်ကိုလျှော့ချရန်ကြိုးစားနေသည်သုံးသက်ချက်အရှိလက်ပိုင်းဒေသတွင်စစ်မီတောက်နေတော်လဲ Saudi သည်ပင်လယ်လမ်းကြောင်းမှသဆင့်ကမ္ဘာရေနံလိုအပ်ချက်ကိုအစားထိုးဖြည့်ဆည်းပေးရန်အစွမ်းကုန်ကြိုးစားနေသည်သို့သောရန်ဘူစိတ်ကမ်းသည်လည်း၎င်း၏အမြင့်ဆုံးစွမ်းဆောင်ရည် full capacity ကိုရောက်ရှိရန်နီးကပ်နေပြီဖြစ်ရာအခြေအနေများထပ်မံတဲမာလာပါကရေနံဈေးကွက်ပေါ်မိတို့တက်ရောက်လာမည်ကိုအထူးသတိထားစောင့်ကြည့်ရမည်ဖြစ်သည်